Okay, ကျွန်မနာမည်ကတော့မတ်တပယ်နေဖြစ်ပါတယ်ဒီကုမ္ပဏီမှာကတော့ writer ရလူငယ်တောင်းဝင်လာပါတယ် PNZ စာပေနဲ့ကုမ္ပဏီဖြစ်ပါတယ်ငယ်တွေရဲ့မျိုးရင်းချက်အိမ်မက်တွေကိုပေါ်ဆောင်နိုင်တဲ့နေရာတစ်ခုရှိရဲဆိုတဲ့ information လေးပေးချင်တာရှင်အဓိကဒီကထွက်ဖို့အလုပ်ကိုင်းရှာဖွေနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်ဒီထဲမှာအလုပ်ကိုင်းရှာဖွေနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်သူတို့အတွက်ကိုနေရာမှန်လူမှန်ဝင်ငွေကောင်းတဲ့လုပ်ငန်းတွေကိုကျွန်တော်တို့ service ဆောင်လေးချိတ်ဆက်ပေးတယ်ပေါ့နော်ကလေးတွေအနေနဲ့ဟာကျမတို့ဒီမှာလာပြီးတိုင်ပင်ဆွေးနွေးမယ်ဆိုရင်အခမဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်အဲ့ဒီကနေစပြီးတော့တို့ passport စာအုပ်လုပ်တာအစားလုပ်ငန်းရွေးချယ်တာအစားကုမ္ပဏီရွေးချယ်တာအစားပြီးဘယ်နိုင်ငံကိုဘာအလုပ်နဲ့သွားမယ်အစား interview တာအစား MOU စာချုပ်ချုပ်တာပြီးဟိုမှာ2နှစ်ချုပ်တာ2နှစ်တောင်းဝင်ယူတဲ့အပြင်အဲ့ဒီလုပ်ငန်းမှာပဲတို့စာအုပ်မကုန်မချင်းတက်တန်းတိုးပြီးလို့4နှစ်5နှစ်ဆိုတဲ့အဲ့ဒီတီကိုကျမတို့ဘက်ကတောင်းဝင်ယူဆောင်ရွက်ပေးပါရရှင်လူငယ်တွေကိုရည်ရွယ်လာတဲ့အတွက်လူငယ်တွေရဲ့ salary နဲ့ကိုချိန်ရတာပေါ့နော်အဓိကကျမတို့ရဲ့သင်တန်းကအနည်းဆုံး3သိန်းပေါ့3သိန်းကနေစရမ်းနဲ့3သိန်းကိုနှစ်ရက်အဲ့ဒီနှစ်ရက်ကနေမှအဲ့ဒီကလေးတွေကတိုးတက်တယ် grow ဖြစ်တယ်ဆိုရင်သူ9သိန်းသင်တန်း10သိန်းသင်တန်းအဲ့လိုမျိုးနဲ့ချိန်ပြီးတော့တစ်ပတ်အဲ့လိုသင်တန်းလေးတွေချဲ့ပြီးတော့တစ်စင်မြင့်ပြီးတော့တက်သွားမှာဖြစ်ပါတယ်ရှင်အဓိကကျမတို့ကရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေကိုတားကတ်ထားတယ်အဲ့ဒီရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေတောင်မှရိုးဝန်တန်းပဲရာတပ်ပံလောက်ပါမယ်ဆိုတဲ့လူငယ်တွေကိုတားကတ်မထားဘူးတစ်ချိန်မှာလုပ်ငန်းရှင်ဖြစ်ရမယ်ဆိုတဲ့လူငယ်တွေကိုတားကတ်ထားပါတယ်ရှင်ဇက်ကုမ္ပဏီကဒီကြံပြရတဲ့သင်တန်းကြီးစပြီးတော့ online offline စပြီးတော့ကြော်ညာပြီးတော့ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။လိပ်စာအနေနဲ့ကတော့ဒါကအခုလက်ရှိမြောက်တကုံပေါ့နော်။မြောက်တကုံမှာရှိပါတယ်။အိမ်နံပါတ်ကတော့2992ပြီးညီညွတ်ရေးလမ်း38ရပ်ကွက်မြောက်တကုံမှာရှင်။999 925 414အဲ့ဒီမှာလာပြီးတော့အချိန်မရွေးစုံစမ်းလို့ရပါတယ်ရှင်။ PNZ service ဆိုတော့စကားလေးပြောပြပါဦး PNZ service ဆိုတော့စတင်တဲ့အချိန်ကနေစပြီးတော့ဒီနေ့ချိန်ကနေစပြီးတော့အောင်မြင်မှုတွေစတဲ့ရရှိပြီးတော့လူငယ်တွေအတွက်ရှေ့ဆောင်လမ်းကြားအဖြစ်ပံ့ပိုးမှုတွေအများကြီးဒီထက်မကပို့ပြီးတော့ပေးနိုင်ပါစေလို့ဆုတောင်းပေးကြပါတယ်။ဟုတ်ကဲ့ပါမလည်းစကားပြပါဦး။တကယ်ကိုအောင်မြင်မှုတွေကိုရရှိဖို့တည်တဲ့အထိစူးစမ်းနိုင်တဲ့ဒီဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။